ကျွန်တော်ဒီနေ့ lesson 10သင်ခန်းစာတစ်စင်မှာပြပေးသွားမှာတော့ကျွန်တော်တို့ the story of two kites are type question ပေါ့နော် type question နောက်လိုက်မေးခွန်းနှမျိုးတွင်ပထမနေ့ကိုလေ့လာခြင်းဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့သင်ခန်းစာ lesson 10မှာပထမနေ့ကိုပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလုံးလိုက်ကြည့်ရအောင်ခန်းစာမလေ့လာခင်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါအဲ့တော့ကျွန်တော်တို့သင်ခန်းစာလေးဆက်လိုက်ရအောင်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီမှာဒီ the story of two kites are type question ပေါ့နော်နောက်လည်းမေးခွန်းနှမျိုးကိုလေ့လာခြင်းဒါမဲ့ဒီနေ့ကတော့ကျွန်တော်တို့ပထမနေ့ကိုပဲပြပေးသွားမှာဖြစ်ပါတယ်နောက်လည်းမေးခွန်းရဲ့အတိုက်တွေကိုကျွန်တော်တို့ဒီမှာပြောပြပေးထားတာပေါ့နော်အတိုက်တွေကပါလေဆိုလို့ချင်းနောက်လည်းမေးခွန်းဟိုဒီဝဲချမ်းနောက်ကိုလိုက်၍မေးခွန်းမေးတဲ့တော့ကြောင်းနောက်လည်းမေးခွန်းကိုခေါ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ live online နေဆိုတာကျွန်တော်တို့အဟောင်းဝဲချမ်းနောက်ကိုမဟောင်းမေးခွန်းလိုက်ပြီးမဟောင်းဝဲချမ်းနောက်ကိုအဟောင်းမေးခွန်းလိုက်မှာဖြစ်ပါတယ်အဲ့တော့ possible အနေနဲ့ရှင်းမတော့ကြည့်အောင်အဲ့တော့ possible ဒီမှာ formula ပေးထားတာဖြစ်ပါတယ်ဒီမှာဒါပထမနေ့ပေါ့နော်1ဆိုတော့ကျွန်တော်ပထမနေ့ကိုပြမှာဖြစ်တော့ကျွန်တော်1ပေါ့နော်ဒီ as and q ကကြတော့ကျွန်တော်တို့ a ကနေပြီးတော့ format ပြောတာဖြစ်ပါတယ် s က sentence ပေါ့နော် format sentence and က negative ကိုပြောတာဖြစ်ပါတယ် q ကကြတော့ question ပေါ့နော်အဲ့တော့ပေါ်လိုက်လို့ရှိရင် format sentence negative question ဒီမှာ comma လေးတွေ copy ခဲ့တယ်နော်ဒီမှာ sentence နှစ်ကြောင်းပေါ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ translation အဟောဝက်ကြမဟောင်းမေးခွန်းပေါ့နော်အဲ့ဒါသူ့ရဲ့ဒီ translation ပေါ့အဲ့တော့ possible နဲ့တော့ကြည့်အောင် possible ကြတော့ကျွန်တော်တို့ဒီမှာတစ်ခါလောက်လိုက်ဆိုကြည့်ပေါ့နော်I am a sojourner at a hospital around I was a sojourner at hospital wasn't I will be a sojourner at hospital won't I question 2 question နာမည်ပါလေaffirmative sentence negative question ပေါ့နော်အဲ့တော့ sentence analyze လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ predicate လိုက်ရှာပါဆိုဒီမှာကျွန်တော်တို့ predicate am was will be က predicate ဖြစ်ပါတယ်နောက်တစ်ခုက negative question မှာနေပြီးတော့ question မှာ predicate ဆိုလို့ရှိရင်မှာ pnd က negative ပေါ့နော် as က subject ဒီမှာပေါ့နော် around your wasn't your won't your ဒါ predicate ပေါ့နော် predicate အဲ့တော့ subject က I မှာကျတော့ negative question မှာ subject ကဒီမှာနော်တိုးနောက်မှာရှိရနော် the object က sojourn at hospital နော် present object ကျိုက်တော့ထည့်လို့ရတာ present object နော်အဲ့လို့ဆိုတော့ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ် translation ကတော့ကျွန်တော်တို့ဒီမှာကျွန်တော်ကဆေးရုံမှာခွေးစိတ်ဆရာဝန်နော် sojourn ကနေပြီးတော့ခွေးစိတ်ဆရာဝန်တယောက်ဖြစ်သည်ပေါ့နော်ဖြစ်သည်ပြီးရင်ဒါသွားမယ်နော်မဖြစ်ဘူးလားဒါ present ပေါ့နော်ဖြစ်ခဲ့သည်မဖြစ်ခဲ့ဘူးလားနော်ဖြစ်လိမ့်မည်ဖြစ်မှာမဟုတ်ဘူးလားဆိုပြီးတော့ကျွန်တော်ဒီမှာ translation နဲ့ပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့နောက်တစ်ခုတော့ကြည့်အောင်ဒီမှာကြတော့လေကျွန်တော်တို့ကဒီမှာ he a boy a man my uncle subject နေရာမှာနော်ဦးများဆိုတာကကျွန်တော်တို့ possible အနေနဲ့ပြထားတာဖြစ်ပါတယ်သူ subject နေရာမှာအများကြီးထည့်လို့ရတယ်နော်ဒီ broker ဆိုတဲ့ object နေရာမှာလည်းကျွန်တော်တို့အများကြီးသုံးလို့ရပါတယ် preposition အရန်ကုန်မဟုတ်ဘူးနော်အများကြီးသုံးလို့ရတယ်နော်နောက်တဲ့ Mandalay တွေတောင်ကြီးတွေကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်နောက်တဲ့နိုင်ငံတွေလည်းထည့်လို့ရတယ်ပေါ့နော်ဒီနေရာမှာဒီလို preposition object တွေပုံသေးတစ်ခုတည်းမှတ်ထားလို့မရပါဘူးကိုကြိုက်တဲ့လောက်ထည့်လို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒီမှာပြောပြလိုက်ရခြင်းဖြစ်ပါတယ်ရှင်းမပြခဲ့တဲ့သင်ခန်းစာမှာလည်းကျွန်တော်ပြောပြပြီးထားပြီအဲ့တော့တစ်ခါလောက်လိုက်ဆိုကြည့်အောင်အဲ့တော့ဒီမှာကျွန်တော်ကနေပြီးတော့ဒီ noun and pronoun တစ်ခုပဲပြထားမှာနော်ဒီဟာရကြတော့ကိုယ့်ကိုပဲလိုက်ပြီးတော့လေ့လိုက်ကြပါနော်ဒါလိုက်ဆိုကြည့်ကြအဲ့တော့လိုက်ဆိုကြည့်မယ် he is a broker in Yangon isn't he နောက်တစ်ခုကနေပြီးတော့ he was a broker in Yangon wasn't he နောက်တစ်ခုက he will be a broker in Yangon won't he ဒါကကျွန်တော်တို့ noun နဲ့တော့တာဖြစ်ပါတယ်pronoun နဲ့တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတော့အများကြီးပဲเนาะ a boy is a broker in Yangon isn't he a boy was a broker in Yangon wasn't he နောက်တစ်ခုက a boy will be a broker in Yangon won't he ဆိုပြီးတော့ကျွန်တော်တို့နောက်ထပ်အများကြီးထည့်လို့ရသေးတယ်เนาะဥပ္ပါဥလတ်မုတ်လတ်မုတ်ဖြူကိုကြိုက်တဲ့လောက် subject နေရာမှာအနေပေါ့เนาะအနေဖြစ်ရမှာပေါ့เนาะကြိုက်တဲ့လောက်သုံးလို့ရတာဖြစ်ပါတယ်။ကြောက်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ he လို့ပဲသုံးရမှာဖြစ်ပါတယ်။အဲ့မှာကျွန်တော်တို့ဒီမှာမင်းကလေးတွေဆိုလို့ရှိရင် she ဖြစ်သွားမှာပေါ့เนาะဒါကျွန်တော်ရှင်းမလေးပြခဲ့ပြီးဖြစ်ပါတယ်ဒီမှာ comma question ရှင်းကတော့ကျွန်တော်တို့ဒီတွေး formula မှာနေပြီးတော့ formatting sentence negative question ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတွေးနောက်မှာ comma question ဖြစ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ် translation ကလွယ်ပါတယ်သူကဗာလေရန်ကုန်မှာbroadcast ကအသေးခွဲသမားမဟုတ်ဘူးနော်ပွေးစောကိုပြောတာဖြစ်ပါတယ်အဲ့တော့ပွေးစောတရားဖြစ်သည်မနော်ဖြစ်သည်ဖြစ်မဖြစ်ဘူးလားဖြစ်သည်မဖြစ်ဘူးလားလာမှာနော်ဖြစ်ခဲ့သည်မဖြစ်ခဲ့ဘူးလားဖြစ်လိမ့်မည်ဖြစ်မှာမဟုတ်ဘူးလားဆိုပြီးတော့ကျွန်တော်တို့ဒီမှာလေ translation တွေအကုန်လုံးကျွန်တော်ဒီမှာပြန်ပြထားတာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့နားလည်မယ်လို့ထင်တာပေါ့နော်အဲ့တော့အမေရှင်ပါရှိရမလဲအဖြေရှိရမှာပေါ့နော်အဖြေဆိုတာပါလေဝက်ကြစမ်းတိုင်းပေါ့နော်တော့ရအောင်ဒါကြတော့ပုံစံကြည့်တာနဲ့ကျွန်တော်တို့သင်ခန်းစာတွေလေးလံနေတဲ့သူတွေကြည့်တယ်သိမှာနော်ဒါဘာနည်းနဲ့ဖြေထားတာလဲ balloon of answer ပေါ့နော်
the way of long answer အချင်းအဖြေတဲ့နေ့ဖြစ်ပါတယ်ဖြေလို့ဆိုရင်ဒီမှာတစ်ခေါက်ကြည့်မယ်တစ်ခေါက်လောက်လိုက်ဆိုကြည့်ကြပါနော်yes he is a broker in Yangon yes he was a broker in Yangon yes he will be a broker in Yangon ဒါစာရေးတဲ့နေ့တွေမှာသုံးတာနော်ဒါပေမဲ့စကားပြောတဲ့နေ့မှာမသုံးဘူးလားဆိုသုံးတယ်ဒါပေမဲ့စကားပြောတဲ့အခါမှာ yes ဆိုရင်ပြီးပြီပေါ့နော်အဲ့လိုဆိုအဆင်ပြေသွားတာပေါ့စကားပြောတာကလွယ်တယ်လေစာရေးတာခက်ဖက်တာကြတော့ကျွန်တော်တို့ခက်တယ်အားကြောင့်မို့ translation ကကြတော့ကျွန်တော်ဒီမှာဟုတ်ကဲ့သူကဘာလဲရန်ကုန်မှာပွဲစားတစ်ယောက်ဖြစ်ခဲ့ပြီးဖြစ်လိမ့်မည်အများကြီးပဲเนาะဒီမှာလူကလေးတစ်ယောက်ကဘောနော်လူကြီးတစ်ယောက်ကကျွန်တော်ရဲ့ဦးလေးကဘောနော်ဦးမြကကိုကြိုက်တဲ့လို့ထည့်လို့ရတယ်ဒါမှဒီဖြေတဲ့နေရာမှာကျွန်တော်တို့ he ကိုပဲသုံးရမှာเนาะမင်္ဂလိပ်ဆို she ယောက်ျားလေးဆို he ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့တစ်ခုသတိထားရမှာဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုကျွန်တော်နားလည်မယ်ထင်ပါတယ်အဲ့ဆို negative အရှိဖြေနဲ့တစ်ခေါက်တော့ကြည့်အောင်negative အရှိဖြေနဲ့ခုနကမေးခွန်းတွေကိုကျွန်တော်တို့ဖြေထားတာเนาะ negative ဖြေလို့ရှိရင်ဘယ်နည်းရှိလဲဒီမှာတစ်နေ့ရယ်ဒီမှာတစ်နေ့သူကနံပါတ်လဲ the long of ဘောနော် the way of long answer ဘောနော်ဒါ negative ဖြေဖြေနဲ့2မျိုးဖြစ်ပါတယ်အဲ့ဒါတစ်ခါလို့ဆိုကြည့်မယ် no he is not ဘောနော် a broker in Yangon no he was not a broker in Yangon no he will not be a broker in Yangon ဒါတနေ့ပေါ့နော်နောက်နေ့ဘာလဲဆိုလို့ချင်း no he isn't ဘောနော် a broker in Yangon no he wasn't a broker in Yangon no he won't be a broker in Yangon ဆိုပြီးကျွန်တော်တို့ဒါ negative ဖြေတဲ့ long answer နဲ့ဖြေတဲ့နှစ်နေ့ရှိရပါတော့အတူဖြေနေတဲ့နေရာမှာလည်းအဲ့လိုပဲအဲ့ translation ကတော့ဒီမှာကိုယ်ပဲပြန်ကြည့်လိုက်ပေါ့နော်ကိုယ်ကပဲဒီအင်္ဂလိပ်လိုကိုယ်ကပဲအတန်ထွဲပြီးတော့ဖတ်ကြည့်လိုက်ကိုယ်ကပဲလေ့လာကြည့်လိုက်ပေါ့နော်အဲ့တော့နောက်တစ်ခါတော့ကြည့်အောင်အဲ့ဒါ the way of short answer အကောင်လုံးသိမှာပါဒါဖြေနေကစကားပြောတဲ့ခါမှာလည်းသုံးတယ်စာရေးတဲ့ခါမှာလည်းသုံးတယ် negative ကနှစ်နေ့ရှိမယ်ပေါ့နော် yes ကနေ formative ကအဟောက်ကနေပြီးတော့တစ်ခုပဲရှိမယ်နော် yes he is yes he was yes he will no he is not no he was not no he will not ဒါပေမဲ့ bt လို့မရတော့ဘူးနော်အတူဖြေတဲ့နေ့မှာဟိုက no he isn't no he wasn't no he won't ဆိုပြီးတော့ကျွန်တော်တို့ဒါlong answer or short answer ပေါ့နော်အတူဖြေနေဖြစ်ပါတယ်အဲ့လိုဆိုရင် translation ကတော့ကိုယ့်အကိုပဲကြည့်လိုက်ပေါ့နော်ပြန်ပြီးတော့ကြည့်လို့ရတာပေါ့နော်အဲ့တော့ဒီလောက်ဆိုနားလည်မယ်ထင်တယ်အဲ့တော့နောက်တစ်ခါတော့ကြည့်အောင်နောက်တစ်ခါဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအားလုံးကိုနေပြီးတော့ဒီ noun pronoun မင်းကလေးတွေပေါ့နော်ခုနပြလိုက်တာကျွန်တော်တို့ယောက်ျားလေးတွေမင်းကလေးတွေနော် name ပေါ့နော် name ပေါ့ name အဲ့တစ်ခေါက်ဆိုကြည့်မယ် name is an air hostess on the flight isn't she ပေါ့နော်နောက်တော့ကnoun နဲ့သွားမယ် she is ပေါ့နော် she is an air hostess on the flight ပေါ့နော် isn't she နောက်တော့က she was an air hostess on the flight wasn't she နောက်တော့က she will be an air hostess on the flight on she ဆိုပြီးတော့ကျွန်တော်တို့ကြိုက်တဲ့လောက်သုံးလို့ရရနော်ဒါပေမဲ့သူ analyze လောက်ပါဆိုလို့ဒီ question ကို analyze လောက်ပါဆိုလို့ရင်ပါလေ affirmative sentence negative question ပေါ့နော်ဒါဆိုရင်ကအဟောက်ဝက်ကြပေါ့တော့မဟုတ်မေးခွန်းပေါ့နော် negative ဆိုတာမဟုတ်ပြောတာဖြစ်ပါတယ်ဒါပထမနေ့ပေါ့နော်predicator တော့ကိုယ့်အကိုရှာကြည့်လိုက်ပေါ့ predicator နှလုံးနှစ်မျိုးပါမှာပေါ့နော်ဒီမှာ predicator ကြတော့ is here was it will be predicator မှာ negative မှာကြတော့မှာ isn't here wasn't here won't ကြတော့ predicator ပေါ့နော် negative predicator ဒီမှာကြတော့ subject ကကြတော့ကျွန်တော်တို့အများကြီးပဲနော် none here announced ago she and extra ပေါ့နော်ဒီမှာနောက်တစ်ခုက she ကြတော့ subject နှလုံးပါမယ် predicator နှလုံးပါမယ်နော် object ကကြတော့ an air hostess on the flight က present object အဲ့လိုဆိုကျွန်တော်နားလည်မယ်ဆိုဒီမှာလည်းထက်ကလည်းပြောခဲ့ပြီးပေါ့နော်translation ကတော့ဒီမှာနှင်ကလေပေါ်မှာပေါ့နော်နှင်ကလေပေါ်မှာလေမတယောက်ဖြစ်သည်မဖြစ်ဘူးလားဒီကိုတော့မယ်နော်နောက်တော့မှာနော်ဖြစ်ခဲ့သည်မဖြစ်ခဲ့ဘူးလားဒါလည်းဖြစ်လိမ့်မည်ဖြစ်မှာမဟုတ်ဘူးလားဆိုပြီးကျွန်တော်တို့ကဒီ affirmative sentence negative question နဲ့မိထားတာဖြစ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်နားလည်မယ်ထင်ပါတယ်အမေးရှိပြီဆိုတော့အဖြေကိုတစ်ခေါက်ပြန်တော့ကြအောင်အဖြေကကြတော့ကျွန်တော်တို့ long the way of long answer ကျွန်တော်တို့မပြောခဲ့တော့ဘူးနော်ဒါ short answer နဲ့ပဲကျွန်တော်တို့ပြောထားတာဖြစ်ပါတယ်ဘာလို့ဆိုတော့အကုန်လုံးထက်ကပြောနေတာဆိုတော့ကျွန်တော်တို့သိရမှာပဲလေဒါကကြတော့လေးလိုက်နေကျွန်တော်ကိုယ့်အကိုပဲသိရမှာပေါ့နော်အဲ့တော့ဒီဟာတွေကအကုန်လုံးနားလည်မယ်ထင်ပါတယ်နော်ဒါက long answer နဲ့သုံးတာ short answer နဲ့သုံးတာဖြစ်ပါတယ် long answer ဆိုလို့ရှိရင်လည်းကျွန်တော်ခုနကပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါသွားမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အများနဲ့ပြောထားတာနော်အများနဲ့ရေးထားတာဖြစ်ပါတယ်အများဆိုတော့ကျွန်တော်တို့ဒီမှာ the people are co-workers at office rent day နော်နောက်တစ်ခါနေပြီးတော့ the people were co-workers at office rent day နောက်တစ်ခါနေပြီးတော့ the people will be co-workers at office on day ဆိုပြီးတော့ကျွန်တော်တို့နောက်ထပ်အများကြီးသုံးရနော် Samuel Man ရော Doctor ကိုကြိုက်တဲ့လို့အများနဲ့သုံးရတော့ကျွန်တော်ခုနကကျွန်တော်တို့ pronoun နဲ့ပြောလိုက်တာဖြစ်ပါတယ်
ဘာနောက်ကဒီမှာဒီနော်ဒီနဲ့လည်းသုံးလို့ရတယ်အများကြီးပဲနော်အများဆိုလို့ရှိရင်အဲ့လိုသုံးရမှာပြ might မဟုတ်တော့မများဆိုဥပအကုန်လုံးကြိုက်တယ်လို့နော်နှစ်ယောက်ဖြစ်သွားရင်တော့အများဖြစ်သွားပြီပဲလေအဲ့တော့သူရဲ့ဒီ question ကိုနေပြီးတော့ analyze လုပ်မယ်ဆိုလို့ရှိရင်ပါလေ affirmative sentence negative question နော်မြန်မာလိုကအဟောက်ဝက်ကြမဟောက်မေးခွန်းပေါ့နော်အဲ့လို့ဆိုကျွန်တော်သဘောပေါက်မယ်လို့ထင်ပါတယ် translation ကတော့ဒီမှာအများကြီးပဲเนาะဒါ core class ဆိုကနေပြီးတော့ကျွန်တော်လောက်ပေါ်ကင်ဖက်ကိုပြောတာဖြစ်ပါတယ် object နေရာမှာ core class မဟုတ်ဘူးเนาะအများကြီးနောက်ထပ် object နေရာမှာအများကြီးကြိုက်တဲ့လောက်နောက်ထပ်သုံးလို့ရသေးတာပေါ့เนาะအဲ့ဒါကျွန်တော်တို့ဒီ short video မှာပြထားပြီးပဲပြပါတယ်အဲ့မှာတော့ကြည့်လို့ရတာပေါ့เนาะအဲ့လို့ဆိုကျွန်တော်တို့နားလည်မယ်ထင်ပါတယ်အဲ့တော့မေးခွန်းရှိပြီဆိုတော့အဖြေကိုတော့ကြည့်မယ်အဖြေကတော့ကျွန်တော်တို့လွယ်ပါတယ်ဒါ the way of long answer ပေါ့เนาะ yes they are quiet calls at office. Yes, they were quiet calls at office. Yes, they will be quiet calls at office. Translate ခါကြတော့မှာမနော်ဟုတ်ကဲ့လူတွေကရုံမှာလောက်ပေါ်ကင်ဖက်ကိုပြောတာနော် quiet calls နော်လောက်ပေါ်ကင်ဖက်များဖြစ်ကြသည်ဖြစ်ခဲ့ကြသည်ဖြစ်ကြလိမ့်မည်ပေါ့နော်ဒီမှာကြားသုံးကြံခဲ့တယ်အများဆိုတော့ကြားနေသုံးရတာပေါ့နော်အနေဆိုတော့ဖြစ်သည်ပေါ့နော်ဖြစ်သည်အဲ့လိုပဲသုံးမယ်အများဆိုဖြစ်ကြသည်ဖြစ်ခဲ့ကြသည်ဖြစ်ကြလိမ့်မည်ဆိုပြီးတော့ဒီမှာလူတချို့လူတွေကအကုန်လုံး straight တလို့ထည့်ဒီမှာ subject မှာနော်ဒါမဲ့ဒီမှာအများမှာနေပြီးတော့ကျွန်တော်တို့သူတို့နေရာမှာနေပြီးနောက်ထပ်နေပြီးတော့ဒီဆရာဝန်ဒေါက်တာဆိုတဲ့နေရာမှာကျွန်တော်တို့ဒေါက်တာဆိုပြီးထည့်သွင်းလို့မရပါဘူးအဲ့လိုဆိုကျွန်တော်တို့နောက်မှာရှိမှလည်းပြောခဲ့ပြီးဖြစ်ပါတယ်အဲ့လိုဆိုနားလည်မြင်ပါတယ်နော်ဒါ long answer short answer ဒါ negative long answer ပေါ့နော်ဆိုတော့ဒါ long answer နဲ့ဖြည့်ထားတာပြပါတယ် long answer negative ကနေပြီးတော့နည်းနည်းဖြုံဖြစ်နေပေါ့နော်လောက်စနားလည်မြင်ပါတယ်ဒါကြတော့ဒီမှာပေါ်မှာကြတော့နေပြီးတော့ formatting နဲ့ negative နေပြီးတော့ဖြုံဖြစ်နေအတူဖြစ်နေတယ်ပေါ့နော်ဒါကြတော့ the way of short answer ကြည့်လိုက်တဲ့နဲ့သိရမှာနော်ကျွန်တော်သင်ခင်းစရာကိုလေးလံနေတဲ့သူတွေကြည့်ရတဲ့ဒါဘာနဲ့ရေးထားတာဘာနဲ့မေးပြီးတော့ဘာနဲ့ဖြေရတာဆိုတော့ကြည့်ရတဲ့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာအောက်မှာကြတော့ကျွန်တော်တို့တက်မေပေါ့နော်တက်မေ formatting sentence negative question ပေါ့နော်တက်မေကဘာလဲဆိုလို့ရှိရင်a pen is made beside her isn't it နောက်တော့a pen was made beside her wasn't it a pen will be made beside her on it with what ကျွန်တော်တို့နောက်တဲ့ဒါ noun pronoun ကိုအကုန်လုံးဒီနေရာမှာ subject နေရာမှာအကုန်လုံးเนาะအဖေမဟုတ် pencil ကိုချိန်တလောက်သုံးလို့ရတယ်တက်မိတယ်အကုန်လုံးသုံးလို့ရတာပြောတာเนาะa back ပေါ့เนาะဒီမှာမျိုးအများကြီးပဲရှိပါတယ် translation ကဘာလဲ sentence analysis တော့မလုပ်တော့ဘူးเนาะ sentence analysis ဟိုကြည့်ရတဲ့တည်ရမှာဖြစ်ပါတယ် boy ရှုပ်ကเนาะ beside ဟာကသူမဘေးမှာပြောတာဖြစ်ပါတယ်သူမဘေးမှာကျွန်တော်ဟာဖြစ်ပြီးမဖြစ်ဘူးလားเนาะကျွန်တော်ဟာဖြစ်ခဲ့သည်မဖြစ်ခဲ့ဘူးလားကျွန်တော်ဟာဖြစ်လိမ့်မည်ဖြစ်မှာမဟုတ်ဘူးလို့ဆိုပြီးတော့ကျွန်တော်တို့ translation မှာတခါတည်းဘာသာပြန်ပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်အဲ့ဆို the way of long answer ဒါကကြည့်ရတဲ့တရားမှာပေါ့နော်yes it is made beside her နော် yes it was made beside her yes it will be made beside her ဆိုပြီးတော့ကျွန်တော်တို့ဒါဖြုံပြင်းနေတာ long answer negative လေးကျွန်တော်တို့ကြည့်လိုက်တဲ့နဲ့ကိုသိဖို့လိုတယ်ဒါကြတော့ကျွန်တော်တို့negative အရှိဖြစ်နေပေါ့နော် negative အရှိဖြစ်နေဒီမှာ no it is not made beside her no it was not made beside her no it will not be made beside her နောက်တစ်နေ့ကကြတော့ no it isn't made beside her no it wasn't made beside her no it won't be made beside her ဆိုပြီးတော့ကျွန်တော်တို့ဒီအရှိဖြစ်နေပေါ့နော် negative အရှိဖြစ်တဲ့အခါမှာကျွန်တော်2နေ့ဖြစ်ပါတယ်ဒါ10မိနစ်ပြနေတာဖြစ်ပါတယ်နော်အမေခွင့်ပထမနေ့ကတော့ဒီမှာပဲအဆုံးသတ်လိုက်ရခြင်းဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာအသေးသေးသင်ခန်းစာတွေမှာ lesson တွေမှာသိရအောင်လို့ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပြီးဖြင့်ကူညီပေးခဲ့ကြပါအဆုံးထိလေးလာပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှင်ပါတယ်